င်းပါတဲ့ဓမ္မလိုံပွဲအားခဲလက်တဲ့သူတော်ကောင်းများအတွက်စိတ်ရဲ့အကြောင်းကိုအတိုင်းငယ်မြအကဲခတ်ဖို့ဘုန်းကြီးတို့ဓမ္မဂရအထာကထာမှာပေါ်ပြတဲ့မေဂိယဝတ္ထုကိုဘုန်းကြီးတို့ပြောပြမယ်။ဘုသုဒ္ဓနိဗ္ဗာန်ပါဠိတော်ကြီးမှာလာရှိတဲ့မေဂိယသုဒ္ဓံဆိုတာကအလောရှိလျားကျေပြတ်နေတော့စေနာဆန်းဆန်းများတော့ဟောရမယ်သုဒ္ဓံကြီးဘုရားအဲ့ဒီသုဒ္ဓံကြီးတဲကတရားဒေသနာများကိုအနှစ်စုချုပ်ပြီးတော့မေဂိယဝတ္ထုဆိုပြီးတော့ဓမ္မဗလာသင်္ကေတိကာရကမထေတို့မှတ်တမ်းတင်တာအဲ့ဒီမေဂိယဝတ္ထုကိုပြိဿကြီးမှတ်သားကြရအောင်တဲ့စိတ်အကြောင်းလေးကိုဒီကစားတဲခတ်ပြီးတော့စိတ်ဆုံးမတဲ့နည်းလေးကိုအဲ့ဒီဝတ္ထုမှာပြောတာဝါရိဇောဝထလေခိတောဩကမောကတမောကတပရိဗန္တတိတံစိတ်တံမာရတေယံဘဟာတဝေဝါရိဇောဝထလေခိတောဩကမောကတမောကတပရိဗန္တတိတံစိတ်တံမာရတေယံဘဟာတဝေမေယစေတမေဂိယတောရှံတေယစိတ်တံစိတ်တိပရိဗန္တတိတုံလုံးနေတယ်စိတ်ရဲ့သဘောစိတ်တံစိတ်တိပရိဗန္တတိတုံလုံးနေတယ်အဲ့ဒီစိတ်ရဲ့တုံလုံးပေါင်းကဘယ်လိုများတုံလို့တုံဆိုတော့ဝါရိဇောဝတလေခိတောဩကမောကတမောကတောဩကမောကတမောဘောနောရေနဲ့ရမဆေထုတ်ထားသောရေတွေကထုတ်ဆယ်၍ထားသောဝါရိဇောဝငါနဲ့တူတယ်ဗိဒာရဲ့စိတ်ကိုဟောဒီမှာဥပမာလေးနဲ့ပြောတော့ခြေဥစွာစိတ်သဘောကတော့ပရိဗန္ဒတိစိတ်ခါတုံလှုပ်တတ်တယ်စိတ်ရဲ့တုံလှုပ်ဘောကဘယ်လိုဆိုတော့ဝါရိဇောဝငါနဲ့တူတယ်ဗိဒာကြီးရဲ့ဘာနဲ့တူတာငါနဲ့တူပါရဲ့ဗျာဘယ်လိုလဲလို့ဆိုတော့ရေတွေကငါအိုင်တွေကငါအင်းတွေကငါဟိုငါဝုပြီးပြီကံတွေကငါပင်တွေကငါဘယ်ငါပဲဖြစ်ဖြစ်ရေထဲမှာနေနေတဲ့ငါနဲ့တူတယ်လို့မမရဘူးတဲ့ဩကမောကတမုပ္ပတောရေတွေကဆေထားခံရသောဝါရိဇောဝငါနဲ့တူတယ်ရေတွေကဆေထားတဲ့ငါလိုပဲပရိသတ်ရေဘယ်လိုငါရေတွေကဆေထားတဲ့ငါပါဗျာအဲ့ဒီရေတွေကဆေထားတဲ့ငါကိုထလေခိတောဩကမကတမုပ္ပတောရေတွေကဆေထားပြီးတော့မှထလေခိတောကုန်းပေါ်မှာပြစ်ချခံရသောဝါရိဇောဝငါနဲ့တူတယ်ရေတွေကငါဆယ်ပြီးတော့ကုန်းပေါ်ပြစ်တင်ထားအဲ့ဒီကုန်းပေါ်မှာပြစ်ထားခံရတဲ့ရေတွေကမှဆယ်ပြီးတော့ရေတွေမှဆယ်ထုတ်ပြီးတော့ကုန်းပေါ်မှာပြစ်ထားခံရတဲ့ငါဟာတစ်ဖြတ်ဖြတ်လူပြီးတော့တုံလှုပ်နေသလိုပဲအာယုံ၅ပါးတွေကဆွဲထုတ်ခံရတဲ့စိတ်ဟာလည်းပဲရေတွေကတက်လာတဲ့ငါးလို့တုံလို့တယ်တဲ့။ကောင်းပေါ်ရောက်နေတဲ့ငါရေတွေပြန်ချလိုက်ရင်မဲသူကအိန္ဒြေယပြီးတော့ငြိမ်သွားတယ်။သူကရေမှာပြောနေချဖြစ်နေတဲ့အတွက်ကြောင့်ကောင်းပေါ်မှာသူကမနေတတ်တဲ့အတွက်ကြောင့်ကောင်းပေါ်ရောက်ရင်တုံလုံးလို့တစ်ဖြတ်ဖြတ်လူပြီးတော့ရေတွေပြန်ပို့လိုက်မှဒီကောင်ငြိမ်သွားတကယ်တရားစခန်းဝင်တာကိုမဆိုထားလိုက်နဲ့အောင်ခုတရားဝင်ရောက်လာတဲ့သူတော်ကောင်းတွေဟာတဏှာကြီးခွဲလောက်ကလေးမှာအဲ့ဒါဘာလို့ဘာဖြစ်နေတာလဲဆိုရင်ခုခဏတပြုတ်ဒါကုန်းပေါ်ရောက်နေတာကုန်းပေါ်ရောက်နေတာရေထဲမှာပြောနေတဲ့နားကိုကုန်းပေါ်ဆယ်ထားသလိုပဲတဲ့ဇဏိမယသမိကစီဝါဥစ္စာအဲ့ဒီကာမဂုဏ်တွေထဲမှာပြောပြီးတော့ကာမဂုဏ်ရည်ထဲမှာကုခက်၍နေလေရှိတဲ့ဒီစိတ်
ဒီကနေ့ဝိုင်းပြီးအသိဉာဏ်ကြီးကိုင်းခဏလေးကုန်းပေါ်တက်ဆန်းဆိုပြီးတော့ဒီနားမှာထိုင်ခိုင်းထားတာခုအလုံးတစ်ဖြတ်ဖြတ်လူးနေပြီလို့မဆိုသေးပါဘူးနော်ဆိုတော့တယ်ရေရဲကကုန်းပေါ်ဆယ်လိုက်လေငင်းနေလို့မရဘူးတစ်ဖြတ်ဖြတ်လူးပြီးတော့ခုံးနေတာအဲ့တော့လူထဲမှာပျော်တတ်တဲ့စိတ်ကိုလူနဲ့ဝေးပြီးဆိုလို့ရှိရင်အဲ့ဒီလူဟာမဏိတမတိန်တဖြစ်ပြီးတော့တုံလို့ဈေးထဲမှာတနည်းကောင်းနေလေးရှိတဲ့လူဟာအိမ်ရောက်ရင်အဲ့ဒါဈေးကိုပြန်မှတ်ရတာအိမ်မှာမနေတတ်ကားပေါ်မှာရထားပေါ်မှာကြီးအချိန်ပြည့်နေလေးရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအဲ့ဒါအိမ်ညာရောက်ငင်းလေးနေရရင်ခေါင်းကိတ်တယ်လို့သူကဖျားခြင်းတယ်လို့ဖြစ်လာတယ်ကားပေါ်ရထားကိုကျမ်းမှာပြန်နေကောင်းတယ်ဟိုရေကငါရေထဲမှာပဲပျော်တယ်လို့ပဲဒီစိတ်လေးပဲကာမဂုဏ်ထဲမှာပဲပျော်တယ်ကာမဂုဏ်နဲ့ခဏလေးဝေးရင်ဒီစိတ်ဟာဟိုငါခုံတယ်လို့ခုံနေတတ်တယ်အဲ့ဒါကိုပရိဖန္တတိတံစိတ်တံမေဂိယစိတ်တံမေဂိယစိတ်တံစိတ်ဒီပရိဖန္တတိတောင်လုံးနေတယ်ဘယ်လိုလဲတောင်လုံးတုံးဆိုရင်ဩကမောကတမောဘတောရည်တွေကစေဒုက္ခရတဲ့ထလေခိတ်တို့ကုန်းပေါ်မှာပြည့်ချခံရတဲ့ဝါရိဇောဝါငါလိုပဲစိတ်တံစိတ်ဒီပရိပန္နတိတောင်းလောက်နေတယ်အဲဒီတော့တောင်းလောက်နေတဲ့စိတ်ဒီပရိပန္နတံစိတ်တံပရိပန္နနံစိတ်တံပရိပန္နနံစိတ်တံတောင်းလောက်နေတဲ့ဒီစိတ်ဟာမာရတိယမမင်းရဲ့နိုင်ငံကိုမဟာတဝေအတိတ်ကမိသောလုံမြောက်ဖို့ရဏတကဘယ်လိုနည်းနဲ့မှမတတ်နိုင်ဘူးတောင်းလောက်တဲ့စိတ်သည်မမင်းရဲ့နိုင်ငံကထွက်မြောက်ဖို့မတတ်နိုင်ဘူးလေပရိပန္ဒနာစိတ်တံတောင်းလောက်နေတဲ့စိတ်သည်မာရတိယမမင်းရဲ့နိုင်ငံကိုအတိတ်ကမိသောကျော်လွန်ဖို့ရဏတကဘယ်လိုနည်းနဲ့မှမတတ်နိုင်ဘူးလို့တတ္တနလောရှင်ဖြစ်တော်မူသောဘုရားသခင်ညုတိဝေါဇာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းသာဓုပါဗျာမမင်းရဲ့နိုင်ငံကိုလွန်မြောက်ခြင်းနဲ့ပုဂ္ဂိုလ်တွေအဲဒီမမင်းရဲ့နိုင်ငံတွင်ကထွန်းမြောက်ဖို့ဆိုရင်တောင်းလှုပ်နေတဲ့စိတ်ဟာမထွန်းမြောက်နိုင်ဘူးတဲ့တောင်းလှုပ်ချောက်ချတဲ့စိတ်ဟာမမင်းရဲ့စိတ်ပြီးတော်တွေဝိုင်းထားတဲ့မမင်းရဲ့နိုင်ငံကြီးကထွန်းမြောက်ဖို့ရမဖြစ်နိုင်ကြဘူးမမင်းရဲ့နိုင်ငံဆိုတာကလေးလို့ဆိုရင်ပြိဿကြီးဝတ်သုံးပါကမ္မဝကိလေသာဝိပါကဝဆိုတဲ့ဝတ်သုံးပါဟာမမင်းရဲ့နိုင်ငံအဲ့ဒါတော့မာရတေယဝတ်သုံးပါဆိုတဲ့မမင်းရဲ့နိုင်ငံတော်ကိုမဟာတဝေလွန်မြောက်ဖို့ရန်ဘာကြောင့်မလွန်မြောက်နိုင်ကြလဲဆိုတော့မမင်းရဲ့နိုင်ငံတော်ကြီးမှာမမင်းကအဆောင်တွေဝိုင်းနေအောင်ချထားတယ်ကာမဝကိလေသာဝဝိပါကဝသုံးပါးမှာဝိုင်းထားတဲ့အဆောင်ဆောင်တွေကပြိတ္တရဲ့ကာမဂုဏ်၅ပါးကာမဂုဏ်၅ပါးသို့မဟုတ်အာယုံ၅ပါးလို့ဆိုရတဲ့မနစိတ္တိတို့တွေဟာဘေးကနေဝိုင်းထားကြတယ်ကာမတိပထမသေနာဆိုတဲ့ပဓာနာသုတ်တော်အရကာမဂုဏ်၅ပါးဟာမမင်းဤစစ်ပြီးတော်မြတ်ဝေသုံးပါးဆိုတာကတော့မမင်းရဲ့နိုင်ငံတော်ကြီးပဲအဲ့ဒီဝေသုံးပါးတည်းဟူသောမမင်းရဲ့နိုင်ငံတော်မှာကာမဂုဏ်၅ပါးတည်းဟူသောမမင်းရဲ့စစ်ပြီးတော်တွေဝိုင်းထားအဲ့ဒီစစ်ပြီးတော်များအဝိုင်းခံရတဲ့ဒီစိတ်ဟာဘာဖြစ်တုံးဆိုတော့သိတုံလို့ခြောက်ချပြီးတော့နေတယ်ရေတွေကငါဆင်ပြီးတော့ကိုယ်မောပြင်းလိုက်တယ်လို့ပဲစိတ်ဟာတစ်ဖြတ်ဖြတ်လူးနေအဲ့တော့တစ်ဖြတ်ဖြတ်ခုံလူငားနဲ့တူနေတဲ့ဒိုစိတ်ဒီမမင်းရဲ့စစ်တီတော်တွေကိုဖောက်ထွက်မမင်းရဲ့နိုင်ငံကလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုမြင်ကြတယ်ပရိဗန္ဒတိတံစိတ်တံဣဒံစိတ်တံဤစိတ်ကပရိဗန္ဒတိတုံထောက်နေတယ်ဧရယမရတေယမမင်းရဲ့နိုင်ငံဆိုတဲ့ဝတ်သုံးပါးကိုမဟာတဝေတိကမိတောကြောင့်လောဖို့အတွက်နတ်တကဘယ်လိုနည်းနဲ့မှမတတ်နိုင်ဘူးတသမတော်ကြ
တန်တာတိကတို့သောသဘောရှိနေတဲ့စိတ်တန်စိတ်ကိုဓမ္မေဓမ္မိယထဆုံးမတော်မူကြကောင်းရာ၏အဲ့လိုတုံလုံးချောက်ချနေတဲ့စိတ်ကိုငြိမ်သက်လာအောင်ဆုံးမနိုင်ရမယ်ဆုံးမတဲ့ဤမြတ်စွာဘုရားသင်ကြားတော်မူတဲ့အခါကျတော့ဟန္တနံသဗ္ဗလံစေတံဒုရခံဒုံနိဝါရယံဥဇောကရောတိမေရာဝိဥပုကာရောဝဒေသနံဧကောจิตယဟံစိတ်တစိတ်ဒီဗန္နံတောင်းလုတ်တဲ့သဗ္ဗလံလျက်ပေါ်တော်လီတဲ့ဒုရခံဆောင်ရှောက်နိုင်ခဲ့တဲ့ဒုံနိဝါရယတာစီဖို့ရန်ခက်ခဲ့တဲ့ဧကောจิตယဟံတဏ္ဍသီတတော်သဘောရှိနေတဲ့စိတ်တစိတ်ကိုဥဇောကရောထဖြောင်းအောင်ပြုတော်ဥပမာပေါင်းမယ်လို့ဆိုရင်ဥဇောကရောတိမေရာဝီဥတုကရောဝဒေသနာဥတုကရောမြတ်လို့တဲ့ပုဂ္ဂိုလ်ဒီဒေသနာစိတ်မရှိတဲ့မြတ်ကိုဥဇောဖြောင်းမလာအောင်ကရိယာယတ္တာပြုလို့လေပြီတကယ်တော့မေရာဝီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဘာမြတ်သည်ဒါတာရိသတော်သဘောရှိနေတဲ့စိတ်တစိတ်ကိုဥဇောဖြောင်းမလာအောင်ကရေကရေအထကောင်းစွာမသွေပြုလုပ်နိုင်ကြပါစေကောင်းသတည်းသာဓုသာဓုသာဓုပါဗျာမုတ်ဆိုးမြန်းနဲ့လေးနဲ့အသက်မွေးတဲ့မုတ်ဆိုးဟာမြန်းလို့ဖို့ဆိုပြီးတော့တောတွေကဝါပင်ကြီးတွေအရင်ဖြတ်ပြီးတော့ခေါက်လာအဲ့ဒီမြန်းကိုရှိဥစ္စာဘာလို့တုံးဆိုတော့ဥရိအကာရီကိုထုတ်ပစ်တယ်ဥရိအကာရီထုတ်ပစ်ပြီးတဲ့အခါကျတော့မှလုံးချိုးလာအောင်အဲ့ဒါမြန်းတတ်လုံးချောချောလေးဖြစ်လာတော့မျက်လုံးလေးတောက်ကန်ပြီးတော့အတန်လေးအရင်ပြတစ်ဖက်ဘက်ကနေကြည့်လိုက်တော့အိုးအလယ်ကနေကောင်းနေကောင်းနေတဲ့အဲ့ဒီမြန်းကိုဒီမုတ်ဆိုးကလေးပေါ်မှာတင်ပြီးတော့ဟိုအပြားဘက်ကအသွားတက်အမီးဘက်ကနေအရွက်တက်အသွားတွေအရွက်တွေတက်ပြီးတော့လေးပေါ်မှာတင်အဲ့ဒီမြားတော်ကြီးပြည့်တဲ့အခါကျတော့ဘာပဲပြည့်ချင်တာပြည့်မထိဘူးမမှန်ဘူးကောင်းနေတဲ့မြားတွေတက်ခက်ကိုမမှန်အဲ့တော့ပရိသတ်ကြီးစိတ်ကလည်းပဲကောက်နေမယ်ဆိုလို့ရှိရင်ကောက်ကျင့်နေတဲ့စိတ်တွေနိဗ္ဗာန်သာပစ္စယောဟောတုဆိုပေမဲ့နေတိုင်းနိဗ္ဗာန်ကိုပြစ်တော့နေကြတာပဲနိဗ္ဗာန်ကပစ္စယောဟောတုလေးနဲ့ပြစ်နေကြတာအခါမှမထိအားပဲလုံးနိဗ္ဗာန်ကပစ္စယောဟောတုပါဗျာပြီးတော့ထိလားဆိုတော့မထိဘယ်ဒီမလဲကောင်းနေတဲ့မြာကြီးနဲ့ဟောသမန်ပြစ်တယ်လို့ပဲကောက်ကျင့်နေတဲ့စိတ်နဲ့ဒီနိဗ္ဗာန်ကိုပြစ်နေတော့မထိဘူးတဲ့ရာဂဝင်နေတဲ့ဒီစိတ်ဟာကောက်တယ်ဒေါသဝင်တဲ့စိတ်ဟာကောက်တယ်မောဟဝင်ရင်ကောက်တယ်ကိလေသာတစ်ခုခုဝင်လာတဲ့စိတ်ဟာဒါခောက်ကျစ်သွားတာတောထဲမှာပေါက်ချင်ရင်ပေါက်နေတဲ့ဝါရိုင်းလို့ပဲတဲ့ကာမဂုဏ်တောထဲမှာပေါက်ချင်ရင်ပေါက်လာတဲ့စိတ်ရိုင်းနိဗ္ဗာန်ကပစ္စယောဟောတုဆိုပြီးတော့နေတဲ့နိဗ္ဗာန်ကိုအဲ့ဒါပြစ်မှတ်ထားပြီးတော့ပြစ်နေကြတာဒီကနေ့အထိမထိမပန်သေးဘူးဘာဖြစ်လို့လဲဆိုတော့မြတ်ကောက်လို့ပဲဒီစိတ်ကောက်ကြတယ်အဲ့ဒါကြောင့်မြတ်ရန်တို့တန်နေတဲ့မုတ်ဆိုးဟာအရင်အပြားကနေပြီးတော့အရင်အပြားတစ်ဖက်ဘက်ကနေပြီးတော့မျက်လုံးတောက်ကလို့ကြည့်လိုက်တဲ့အခါမှာကောက်နေတဲ့အဲ့ဒီမြားကိုအလယ်မှာတုံးတယ်ကောက်တယ်ဆိုရင်ကောက်နေတဲ့နေရာမှာရှင်ဥစွာစီပုတ်တယ်စီကလေးကောင်းစွာသုတ်ပြီးတော့မှအဲ့ဒီမြားကိုအရင်ပဲအဖြာဘက်ကနေပြီးတော့ဖိထားတယ်အရင်ဘက်ကတစ်ချက်ဖိအပြားဘက်ကတစ်ချက်ဖိအရင်ပြန်တစ်ဘက်ကနေဖိထားပြီးတော့မှအလယ်ကမှဘာလို့တော့ဆိုတော့အပူပေးတယ်စီသုတ်တာတဲ့ကောင်းကောက်နေတဲ့နေရာလေးမှာမီးပူပေးတယ်အဲဒီလိုမီးအပူပေးပြီးတဲ့အခါကျတော့မှမြတ်ရန်လေးကိုကောက်ယူပြီးတော့မျက်လုံးတောင်ကတ်ကြည့်လိုက်တော့ဖြောင်းသွားပြီဟေးဆိုလို့ရှိရင်အသွားတက်အရွက်တက်ပြီးတော့ပြစ်လိုက်တဲ့အခါဖြောင်းနေများဟာတင်ကမဲဆိုတက်တဲ့ကိုတခါလဲထိအဲ့တော့ဆိုတော့ဘောင်းတို့ရဲ့စိတ်ဓာတ်
မျိုးကောင်းသားမျိုးကောင်းကြီးတွေအလုံးရဲ့စိတ်ဓာတ်ဟာအဲ့ဒီလိုများကောင်းနေလို့ရှိရင်များဖြောင်းတယ်လို့အဲ့ဒါပြင်ရမယ်ဆိုပြီးတော့ပြင်နည်းကိုဒီမှာပေးထားအဲ့တော့စိတ်ဒီဟုသောမြားကိုဟိုပဂရိများမှာဥရိအကာတွေထုတ်တယ်လို့ပဲတဲ့စိတ်ကိုလည်းပဲအဲ့ဒါဥရိအကာတွေထုတ်ပြရဥရိအကာတွေကဘာတွေလဲလို့ဆိုလို့ရှိရင်အဲ့ဒါတူတူလေးခြုံပြောရင်ဂရဝါဒသံပါဒဆိုတာအကာတွေပဲဥရိပဲဇနီးမယားသမီးသားစီးပွားဥစ္စာအဲ့ဒါလူလောကကြီးထဲမှာရောနှောပြီးတော့စီးပွားဥစ္စာလုပ်ငန်းတွေနဲ့ဇနီးမယားသမီးသားတွေနဲ့ဂရဝါဒဆိုတာတွေနဲ့အဲ့ဒါတွေနဲ့သာရောတွေးပြီးတော့နေမယ်ဆိုလို့ရှိရင်ဟိုများတန်ကိုဖြောင်းတော့ဖြောင်းတဲ့ဥမထုတ်ဘဲနဲ့ဝါဖြောင်းတယ်လို့ဖြစ်အဲ့တော့အယကခွာလူလောကကြီးကခွာယဟန်ပြောရင်တော့ယဟန်လည်းပဲဒုတင်73ပါးဆောင်းပြီးတော့ဒီတရားဓမ္မလူလောကကြီးကနေခဝေးဝေးရှင်မကတ္တဗနေတယ်လို့လောကကြီးကခွာသွားတာကိုအဲ့ဒါဥထုတ်တာအခါထုတ်အဲဒီတော့လူလောကကြီးကိုဆုံးခွာပြီးတော့မှမလုပ်လဲလို့ဆိုတော့ကောင်းနေတဲ့မြတ်ကိုအလဲကောင်ကနေပြီးတော့စီရလေးပုတ်ပုတ်ပြီးတော့ပေးသလိုပဲမိမိတို့ရဲ့စိတ်ကိုလည်းပဲလောကကြီးကခွာရှောင်ထားတဲ့ဒီစိတ်ကိုတတ္တတေလိနာတေမေတ္တဝါတတ္တတေလိနာသရတယဒီဟုသောစီဖြင့်တေမေတ္တဝါဆုတ်ဖြန်းပြီးတော့မှပေါ်လိမ့်ပြီးတော့မှစိတ်ဒီဟုသောမြတ်သောကိုလောကဒီဟုသောခောက်ဒီမှအကာရိမှခွာရှောင်ပြီးတော့မလုံးမလဲကောင်းနေတဲ့ဒီစိတ်ကိုတတ္တဆိုတဲ့စီနာနာဆွရမယ်ဣဒ္ဓယေဘာစီဆွရဒါဆိုရစီဆွရတတ္တတေလိနာလိမ့်ပေတဝသရစီနဲ့လိမ့်ချမ်းပြီးတော့မှသရတရားဆိုတာကစီလိမ့်တာလူလောကကြီးတော့ဆုံးခွာသွားပါပြီတဲ့တယောက်တည်းနေတဲ့သရတရားမရှိဘူးဆိုတော့ကြီးတဲ့သွားမုတ်ဆိုးဖြစ်ဖြစ်ဖြစ်တော့ထွက်သွားတာပဲဟေးတော့ဘာလို့ထွက်သလဲလို့ဆိုတော့တရားတို့ကိုထွက်တာမဟုတ်ပဲနဲ့ဟိုကြမှာယုံထောင်စားဖို့ထွက်တာဖြစ်ဖြစ်ဖြစ်အဲ့ဒါကြောင့်ဗဒာစီနာနာဆွရမှာဣဒယေဘာစီဆောဒါစီဆွရမှာပါလောကကြီးကိုဆုံးခွာတဲ့အဲ့ဒါကမြန်ကိုအခောက်တွေအကားတွေခွာတယ်လို့လူလောကကြီးကနေခွာလိုက်တတ္တတေလိနာတေမိတောသရစီနာနာဆောအဲ့လောသရစီတွေလိမ့်ကျင်ပြီးနေတဲ့စိတ်ကိုဘယ်ပေါ်မှာတင်လဲဆိုရင်ဟိုများတာလေးကိုတမန်တလင်းမှာတင်တယ်လို့ပဲတမန်နဲ့ညီညွတ်နေတဲ့တလင်းဆိုတာချောမော့တဲ့အပြင်းကြီးပဲတမန်တလင်းပေါ်မှာများတယ်ကိုတင်တယ်လို့သီလသမတလေသီလဆိုတဲ့တမန်တလင်းပေါ်မှာတပိတဝတင်ထားစိတ်ကိုသရတိဟုသောစီနာနာဆော့သရတရားရှိမှဒါဖြစ်တယ်သရမရှိရင်ဒီစိတ်ကအမြဲတမ်းကောက်ယရဏသုံးပါးဟိစုကြမ်းလိုက်ရင်စိတ်ကကြီးလာရင်ဒီစိတ်ဟာဒါဖြောက်လာဟောဒါနသီလသမထဝိပဿနာဟိစုကြမ်းလိုက်ရင်စိတ်ကကြီးလာရင်ဒါဖြောင်းနေတော့တာပဲအဲ့ဒါမှမကြည်ညိုတမ်းရင်တော့ဒီစိတ်မဖြောင်းနိုင်ဘူးပြိတ္တာအဲ့ဒါကြောင့်ဒါဟာစီးပဲအဲ့ဒီသရစီစွတ်ပြီးတဲ့စိတ်ကိုတမန်တလင်းပေါ်တင်းတဲ့ညီညွတ်နေတဲ့အပြင်ကြီးတစ်ခုပေါ်မှာတမန်တလင်းကသီလကလည်းညီညွတ်ချောမွတ်နေရတယ်ပါဠိပါဠဝေရမဏိတော့အိုကေပဲအာရိဏဒနာဝေရမဏိကြတော့သိဩမကေဘူးဆိုလို့ကြည့်ရင်တမန်တလင်းကအဲ့ဒါအဖို့တွေတစ်ပြက်လာအာရိဏဒနာဝေရမဏိတော့ဟုတ်ပြီမူသာဝါဒကြတော့ဝေရမဏိမလောက်နိုင်ဘူးတဲ့မူသာမပါရင်လင်္ကာမချောတော့လင်္ကာတွေကိုမူသာနေပြီးပြီးကုန်တယ်အဲ့ဒါဘယ်လိုလုပ်ပြီးတော့သမန္တလင်းချောမလဲတဲ့သီလသမတလေးသီလဆိုတဲ့သမန္တလင်းပေါ်မှာတပိတဝတင်ထားကြသရစီတဏ္ဍဆွတ်ပြီးတော့သီလသမန္တလင်းမှာတင်ဟောရင်ဘက်ကနေပြီးတော့အလေးတစ်ခုနဲ့ပြီးအပြားဘက်ကနေအလေးတစ်ခုနဲ့ပြီးအရင်ပြားကနေပြီးလေးတွေနဲ့ပြီးတာမရွရအောင်အဲလိုရင်ပြားကနေဖြီးရတယ်ညှက်ရတယ်ဆိုတာကသမထကတစ်ဖက်ဝိပဿနာကတစ်ဖက်အဲ့ဒီနှစ်ဖက်ညှပ်ပြီးတော့ဒီစိတ်ကိုအရင်ဖြတ်ဖိထား
ဒီလိုမှအလေကောင်ကအပူပေးဆိုတာကဝိရိယတပန်းတဲ့ဝရိယအပူကိုဓာတ်တဝနာနာပေးကြသမထနဲ့တစ်ဖက်ကဖိနည်းနည်းငိမ့်လာဝိပဿနာနဲ့တစ်ဖက်ကဖိလိုက်တော့အဲ့ဒါထက်လာငြိမ့်နေတဲ့စိတ်ကထက်လာသမထကငြိမ့်စေတယ်ဝိပဿနာကထမြက်စေတယ်အဲ့ဒါရင်းပဲဖြန်းပဲကဖိရတဲ့အုတ်ခဲကလေးများလို့သဘောထားပြီးတော့မှအပူပြီးပြီတော့တဲ့ဝိပဿနာမှာအပူတိုက်တဲ့ဆိုတာကဝရိယအဲ့ဒါကြောင့်အာတာပဝရိယဆိုတာအလုံးကျမ်းတယ်အာတပောအာတပိကိလေသာမံသဘုံယံကိုပူပန်စေတခန်းချောင်းစေတတဲ့လုံးကဝရိယကိလေသာကိုချင်းချောင်းနိုင်သောဝိရိယခြေလက်ဒေသတစ်ခုတောရဒေသတစ်ခုခုနေဆက်ဒေသတစ်ခုခုသဘုံများထကြွတောင်းကြနေဆိုရင်ဒီကအင်အားကောင်းတဲ့စိတ္တိတော်များလက်နဲ့လက်ကောင်းတဲ့စိတ္တိတော်များရေဇောတတ္တိရှိတိုက်တိုင်းအောင်တဲ့စစ်သူကြီးကကြီးမှုပြီးတော့ခြေတက်လာပြီဆိုလို့ရှိရင်ဟိုသဘုံတကန်တွေက6ခြားခြားဖြစ်ပြီးတော့တုံတုံလှုပ်လှုပ်ဖြစ်ပြီးတော့ထွက်ပြေးတာတိုက်တောင်းမတရသေးဘူးသတိတော်တွေအင်အားလည်းကောင်းတယ်လက်နဲ့အင်အားလည်းကောင်းတယ်စီဦးစီးမူကြီးကလည်းပဲဟိုရေဇောတတ္တိအလွန်ရှိတိုက်ပွဲအလွန်ကြွကြင်တယ်ဆိုတော့သဘုံတွေကကြောက်ပြီးတော့တုံလှုပ်လာအဲ့ဒီစိတ်တကြီးဦးစီးတဲ့ဒိုစိတ်သူကြီးကဲ့သို့ဖြစ်မှနေပေါင်းများစွာမကဘူးကဘာပေါင်းများစွာကဘာအသိရှိအနန္တတွေကခန္ဓာဆိုတဲ့ရွာပြည့်ကြီးထဲမှာဝင်အောင်တဲ့ကိလေသာသဘောကိုခုတိုက်တော့မယ်ဆိုတော့မိကြိုမောင်းပြည့်လက်နဲ့ကလေးနဲ့သွားတိုက်လို့တော့မရဘူးတဲ့ညဥ်ရအိယာမဝင်ခင်45မိနစ်လောက်မနေ့အိယာဓာ45မိနစ်လောက်နဲ့တိုက်လို့ကတော့ဟိုသဘုံကခေါင်းတောင်ထောင်ကြည့်မှန်ပါဗျာအေးစေစေအိတ်နေမှာဟိုဒီယောဂီတို့လာတိုက်ခဲ့အရေးဆိုင်ရှာမလို့ဘူးမိကြိုမောင်းပြည့်နေဟဲ့လားခြေကျိုးလက်ကျိုးတွေလာတိုက်ကြတာဆိုပြီးတော့သဘောကအရေးမဆိုင်တယ်လို့ပဲခန္ဓာမှာအောက်နေတဲ့ကိလေသာကကြာလှပြီးတဆွဲထားတာခိုင်နေမှရှိနေပြီအဲ့တော့တကယ်တိုက်တော့မဟိဆိုလို့ရှိညင်300တရားပဲအိတ်24နာရီမှဘုန်းကြီးတို့ပြိဿအိတ်ပြီးတော့အချိန်ကျုံးတာဟာ4နာရီပဲထားနာရီ20မှာစားခြင်းတော့ခြင်းကိုလည်းသုတ်တင်ရတဲ့2နာရီအသုံးပြုလိုက်18နာရီလောက်အလုံးလုံးပဲဆိုရင်ခန္ဓာဆိုတဲ့ရွာစိုးကုန်ကြီးမှာအောင်းနေတဲ့ကိလေသာသဘောဟာအဲ့ဒါလှုပ်ချောက်ချားလာလိမ့်မယ်တိုက်ခိုက်တာတော်ပြင်းနေဟေးလက်နဲ့ကြီးတွေကိုတိုက်တာပဲဆိုပြီးတော့ကိလေသာသဘောကယာကလည်းပဲသူကပြေးဖို့အထုတ်ပြင်းမယ်ဒေါသကလည်းပဲထွက်ပြေးဖို့အထုတ်ပြင်းမယ်အဲ့ဒီလိုမှမဟုတ်ပဲနဲ့ညာဥရနိုင်ဝဲလောက်ထိုင်လိုက်မယ်15မိနစ်လောက်လည်းထိုင်ပြီးရောအိတ်ချင်လို့ဝါဆိုတော့ဟိုသဘောကလည်းဒီရောဒီလောက်တော့ကြောက်ရှာမလို့ဘူးဆိုပြီးတော့အိတ်နေပါအာတပဝိရိယဆိုတာခုနပြောသလိုနေရောညရောအဟောရတနေရောညရောရတ္တိဒီဝညာယောနိယောအတ္တံဒီတောမပြင်းမယိအနုယောဇထအတုကြနေရောညရောနိုင်ပေါင်း24နာရီမှ4နာရီလောက်ကျမကြီးအတွက်အိစက်နားနေပြီးတော့2နာရီလောက်ကိုယ်လည်းသုတ်တင်တာ3ချက်18နာရီလောက်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒါမျိုးကိုဘာခေါ်မလဲအာတာပဝိရိယအာတာပိတဲ့ကိလေသာမှသဘုံယံကိုပူပန်စေတတ်သောချင်းချောင်းနိုင်စွမ်းသောလုံလဝရိယရှိကြမယ်ဆိုရင်အရင်ဘက်ကလည်းပဲဒီစိတ်ကိုသမထနဲ့ဖိထားတယ်အပြားဘက်ကလည်းဝိပဿနာနဲ့နှိပ်ထားအလေကောင်ကုန်းကောက်တဲ့နေရာမှာလည်းတရားစီဆွတ်ထားတယ်ညီညွတ်နေတဲ့သမန္တလင်းလို့ဆိုရတဲ့အကျိုးအပေါက်အကျမ်းပြောက်မရှိတဲ့သီလသမန္တလင်းပေါ်လေဒီစိတ်ကိုတင်ထားအဲ့ဒီအချိန်မှာပြင်းထန်သောဝိရိယဒီဟူသောအပူကိုနာနာမြတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ဟာဖြောင်းလာမယ်တဲ့အဲ့ဒါကိုစိတ်ဖြောင်းတဲ့နည်းကိုမေဂိယမထေရမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မေဂိယခြေသောမေဂိယကုတိလံကောင်းချီးနေတဲ့တုံရှမ်းသိရဲ့ကုတ္တကောဏတရိသံကောင်းချီးတဲ့နွားတကောင်နဲ့တူတဲ့စိတ်တန်စိတ်ကော
သီလသမတလေးသီလဆိုတဲ့သမန္တလေးဘောမှာတပိတော်တင်ထားပြီးတော့မှအလေကောင်မှာတတ္တတိလိနတိမိတဝတ္တတိလိနလိမ့်ပြီးတော့သရစီနာနာဆုတ်ပြီးတော့မှအရင်အပြည့်နှစ်ဘက်ကနေသမထဥပဒနာနဲ့နာနာဘီတဲ့တစ်ဘက်ကသမထနဲ့ပြီးမယ်တစ်ဘက်ကဥပဒနာနဲ့ပြီးမယ်တော့မဟုတ်တစ်ဘက်ကသမာဓိနဲ့ပြီးမယ်တစ်ဘက်ကပညာနဲ့ပြီးထားမယ်ဆိုရင်မရွေ့ရှမ်းနိုင်တော့ဘူးဣရမဝရိယတပံဓတဝံသမ္မပဒံလုံးလဝရိယဆိုတဲ့အပုဂ္ဂိုလ်နာနာပေးပြီးတော့မှဥဇောဖြောင်းမလာအောင်တရိကရိယာထာကောင်းစွာမသွေပြုလို့တော်မူကြကောင်းရာတည်းသာဓုသာဓုသာဓုပါဗျာအဲဒါကြောင့်ဗန္ဒနာတုံးလုံးနေသောစိတ်သဗ္ဗလံလျက်ပေါ်လော်လီတဲ့စိတ်ဒုရခံဆောင်ရှောင်းနိုင်တဲ့ဆောင်ရှောက်ဖို့ရန်ခက်ခဲတဲ့စိတ်ဒုတိဝရယံတားမြစ်ဖို့ရန်ခက်ခဲတဲ့စိတ်ဒါနရိမတော်သောရှိတဲ့စိတ်တန်စိတ်ကိုဥတုကာရောဝဒေသနံမြတ်သမားဟာမြတ်ကိုဖြောင်းသလိုပဲတန်တာရိတန်တော်သောရှိနေတဲ့စိတ်တန်စိတ်ကိုမေရဝိညာဉ်ရှိတဲ့သူတော်ကောင်းတွေဟာဥဆုံးဖြောင်းမှလာအောင်ကရေကရိယာထာကောင်းစွာမသွေပြုလုပ်တော်မူကြကောင်းရာတည်းသာဓုသာဓုသာဓုပါဗျာခြေသာမေကြီးဟာသစ္စိတ်ဟာရေတွေကငါကုန်းပေါ်ဆေထားသလိုဖြစ်တာသစ္စိတ်ဟာတော်ရဲမှာပေါက်ခြင်းနဲ့ပေါက်နေတဲ့ဝါရင်ကိုမြတ်သတ်သလိုဖြစ်တာတဲ့ဤနည်းနဲ့ပြင်ရမယ်လို့မြတ်စွာဘုရားစိတ်ပြင်တဲ့နည်းပြပြီးတော့ဆုံးမတော်မူတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်စာလိကာတောင်းမှနေတော့ကသာလိကတောင်ဆိုတာကတောင်ကြီးတစ်တောင်လုံးကကြောက်သားတွေကဝေဝေဖြူးနေတယ်အဲဒီကြောက်သားတွေထဲမှာတတ္တုဓာတ်တွေကဝင်နေလို့ဖြစ်မယ်နေအောင်ထိုးလိုက်ရင်ဖိ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 နဲ့အယောင်တွေတောက်လာတယ်ဗဒါရောင်တွေထွက်တယ်လို့ပဲအဲ့တော့ဖိဖိတော့အဝိကကြီးတွေတောင်ကြီးလှုပ်တယ်လို့ထင်ရတယ်တဲ့လှုပ်ရှားနေတယ်လို့ထင်ရတဲ့ဒီတောင်ကိုသာလိကတောင်လှုပ်ရှားကြီးရသော်ဘုရားကတခါတခါဧကစာရီကျင့်သုံးတော်မူဖို့ဆိုအဲဒီဇာလိကတောင်သွားတဲ့သုံးတာဘုရားရှင်ဝါတော်73ဝါအရာဇာလိကတောင်ကျောင်းမှာဝါကတ်တယ်ဝါဆိုစဉ်များမှာကြည့်ရင်တွေ့ဇာလိကတောင်မြတ်ဘုံကောင်းကတ်ဆောင်တေရတာလို့ဝါဆိုစဉ်လင်္ကာမြတ်ဘုန်းကြီးတို့ကလေးဘွားကကျက်တုံးကဒီလိုလေးမှတ်ပြတယ်သာလိကတောင်းမြတ်ဘုံကောကတ်ဆောင်တိရတဆိုတာ33အဲဒီသာလိကတောင်းဝင်နေတော့ဘုရားရှင်တော်ကအလဝကျွေးကယဟန်တော်တပါးရဲ့တဲ့အပန်း900မဟုတ်တော့ဘူးတပါးရဲ့အလဝကျွေးယဟန်တပါးကဘယ်သူလဲသုံးလို့ဆိုတော့မေဂိယယဟန်တော်ပုထုဇဉ်ဘဝမှာရှိတယ်အဲဒါကြောင့်ဧကသမယခါရဗမဘဂဝါဘုရားရှင်သည်သာလိကယံပပရိသာလိကခေါ်တဲ့တောင်ပေါ်မှာဝါသာလိကတောင်ကျောင်းမှာအာလမတမိဂိယေနပိသသောနေနသတ္တိရှင်မိဂိယခေါ်တဲ့နောက်လေယဟန်တော်နဲ့အတူတကွာဝိဟရတိဣရိယပတ္တမြတ်တာရှင်ပြုံးငါတဲ့သုံးဇာနေတော်မူခဲ့ပါပဲတည်းသာဓုသာဓုသာဓုပါဗျာသာလိကတောင်ပေါ်ကနေပြီးတော့လမ်းကြည့်လိုက်ရင်တောင်ကြီးမှာကိမိလိကဆိုတဲ့မြစ်တဆင်းဟာစိမ့်စိမ့်ညွတ်ညွတ်ရေတွေနဲ့စီးပြီးတော့ဇန်တုရွာဘေးနာကနေဖြတ်တန်းစီးဆင်းပြီးတော့ဂင်္ဂါရဲကိုဝင်သွားတယ်အဲ့တော့ဘုရားနဲ့အလုတ်အကြီးမေဂိယယဟန်တော်တို့ဟာအဲ့ဒီမြေရိုးကရှောင်းပြီးတော့မှဇန်တုရွာကိုနေတိုင်းဆရာတပည့်ဆွမ်းကံကြွကြတယ်ဇန်တုရွာကိုဆွမ်းကံသွားတောင်ချောင်းနဲ့ဇန်တုရွာအဲ့ဒီနှစ်ခုကြားမြစ်ကမ်းပါမှာအလွန်အရွယ်အရိပ်ကောင်းပြီးတော့စင်စင်ညို့ညို့ရှိတဲ့တရက်ဥယျင်ကြီးတဲ့အဘဝနတိမလိကမြစ်ကမ်းမှာသွားတိုင်းပြန်တိုင်းအဲ့ဒီတရက်တော်ကနေဖြတ်တန်းကြရအဲရှင်ကိုယ်တော်မြတ်ဝါတော်ငယ်ငယ်အချိန်ပေါ့စာလိုပြောရင်ပထမဘောဓိ
အတွင်းမှာအလုတ်အကျွေးမမြဲဘူးလို့ဒါကသာသံပေတာနဲ့ပြောပရိသတ်ကပထမဘောဓိဆိုနားလည်မှာမဟုတ်ဘုရားရှင်ရဲ့45ဝါကိုနှစ်ပုံလိုက်ရှေ့ပိုင်းဝါ20နောက်ပိုင်း25ဝါအဲ့ဒီဝါတော့20အတွင်းကိုဒါပထမဘောဓိနောက်ပိုင်းကျမ်းနေတဲ့25ဝါကိုဒုတိယဘောဓိလို့တူအောင်ဒီလိုလေးခေါ်လေးရှိတယ်ဒါရှင်မဘုရားကောသာတက္ကရာဆရာကြီးခေါ်တာအရှင်ဓမ္မပါဠတက္ကရာဆရာတော်ကြီးကတော့15ဝါစီတညီလေးပိုင်းပြီးတော့15 3ပိုင်းပိုင်းပြီးတော့ပထမဘောဓိဒုတိယဘောဓိတတိယဘောဓိလို့ဘုရားရဲ့ဝါတော်45ကို3ပိုင်းပိုင်းပြီးတော့3ဘောဓိဒီလို3တတ်တော်မူတာကဓမ္မပါဠမထေရကြီးအယူဆဘုရားကောသာတက္ကရာဆရာကြီးကတော့ပထမဘောဓိဝါ20ဒုတိယဘောဓိဆိုနောက်ပိုင်း25အဲ့တော့ပထမဘောဓိလို့အရှင်ဘုရားကောသာဆရာကြီးရဲ့အယူဆအတိုင်းပြောရအောင်ပထမဘောဓိအတွင်းမှာမြတ်စွာဘုရားပြုစုလုပ်ကျွေးတဲ့အလုပ်ကျွေးများမမြဲကြဘူးဘုရားမင်းဒီကလိကေလေးမှာပါဠိကဝတ်ထဲမှာသုနခတ္တသုတ်ဆိုတာရှိပါဠိကသုတ်ဆိုတာရှိတယ်အဲ့ဒီပါဠိကသုတ်တံကိုဖတ်ကြည့်ရင်သုနခတ္တဆိုတဲ့ယဟန်တစ်ပါးဟာဘုရားရှင်ရဲ့အလုပ်ကျွေးပဲဘုရားရဲ့ပြုစုလုပ်ကျွေးလုပ်နေတော့ဘုရားနောက်တော်ကလိုင်းနေတဲ့သုနခတ္တကဘုရားရှင်ကိုယ်တော်မြတ်ကိုကိလေသာကုန်တယ်လို့ तू မထင်ဘူးတဲ့ကိလေသာတွေနဲ့လို့ तू ဒီလိုယူဆတယ်အဝဲမရှိဘဲနဲ့မြေကြီးမှာအိတ်နေကြတဲ့ဟိုဂျိန်းကိုင်းတွေကနိဂန္ဓနာတဗုဒ္ဓရဲ့တပည့်တွေအစိလကတက်ကရုံးကြီးတွေကိုကြည့်ပြီးတော့ဩကိလေသာကုန်ခန်းနေကြတယ်ဒီလိုထင်တယ်အဲ့တော့ဘုရားတော်နဲ့ကန့်လိုက်နေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အပေါ်မှာအဲဒီလိုဖောက်ပြန်တဲ့အတွေးတွေးရင်ဒီလိုပုဂ္ဂိုလ်မျိုးဟာဘုရားရှင်ရဲ့အနိနာမှာအလုံးကျွေးအဖြစ်နဲ့မရှိသေးဘူးဆိုတာဟာဘုရားတော်ပြိဿလွယ်ကူစွာဆုံးဖြတ်လို့ရအဲ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်အနာမှာအလုံးကျွေးတွေမမြဲကြဘူးမထေရဘာဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တော်မြတ်နဲ့ဆောင်းကံပြန်လာတယ်ဘုရားရှင်ကိုယ်တော်မြတ်ကဒီဘက်လမ်းကသွားမယ်လို့ပြောတယ်အဲ့ဒီနောက်ကလဲကြတဲ့ကိုယ်တော်ကဘယ်ဘက်ကဒီဘက်ကသွားကြတယ်ဘုရားကလဲရဘက်ကသွားမယ်ပြောသူကလဲဝိုးဘက်ကသွားဘုရားကဟေးအဲ့ဒီဘက်ကမသွားနဲ့ကွာဒီကသွားကြရအောင်ဟောဟိုကိုယ်ကဘာပြောအဲ့ဒီလမ်းကရှိတဲ့ကိုယ်တော်ဖြတ်လမ်းကသွားကြဆိုဟာဖြတ်လမ်းမလုပ်နဲ့လမ်းကိုတိုင်သွားကဲကိုယ်တော်လည်းကြွကျင်တဲ့လမ်းကကြွဆိုဘုရားသခင်ကိုလမ်းပေါ်ချထားခဲ့ပြီသူကသူသွားကျင်တဲ့လမ်းကသွားပြောကောင်းတဲ့လမ်းကြတယ်အဲ့ဒီကိုယ်တော်ဓမြတိတ်ခါဒီမြကတက်လိုက်ပုံတော့သင်္ကန်းပါအကုန်လုံးချွတ်ယူသွားတာတောက်ပြန်လာတော့သင်္ကန်းမပါဘူးအဲ့ဒီတော့မှသူပြန်တဲ့ဟိုတုံးလုံးချွတ်ခံရတဲ့အဒီကိုဓမြတိတ်ခါဆိုတာတောင်ကြမှသိတယ်အဲ့လိုပြောဆိုခဲ့တဲ့ကိုယ်တော်လဲကိုင်းဘုရားရှင်ကိုယ်တော်မြတ်ရဲ့ PSO ဖြစ်ကနေဖြုတ်လိုက်တဲ့သူလည်းဖြုတ်ခံရတယ်အဲ့ဒီလိုအများကြီးပဲခုနကသူနဲ့ခတ်ကလည်းဖြုတ်ခံရတာပဲအဲ့ဒီလိုပုဂ္ဂိုလ်တွေဘုရားရှင်ရဲ့ဝါတော်28ပိုင်းမှာတော်များများရှိတယ်အလုံးစုစုပေါင်းရှင်အာနန္ဒအပေါင်းဘုရားရဲ့အလို့တွေ့ရ9ပါးရှိတယ်ရှေ့ပိုင်း6ပါးမမြဲဘူးတစ်ပါးပြီးတစ်ပါးပြောင်းအရှိစီခုဘုရားရှင်ရဲ့အလုပ်ကျွေးဘယ်သူလဲဆိုတော့သာလိကတောင်မှမေဂိယမထေရနဲ့မြတ်စွာဘုရားတောင်ချောင်းကနေပြီးတော့မြေကမ်းလျောက်သေးတော့ဖြာပြီးတော့ဇန္တုရဆွမ်းခံသွားပြန်လာတော့လေအဲ့ဒီသေးတော်တွေကပြတ်ပြီးတော့တောင်ချောင်းကိုတက်ကြဘာတိုင်းပြန်တိုင်းပဲသေတော်ထဲမှာဖြတ်တိုင်းပဲမေဂိယကိုယ်တော်စိတ်ထဲမှာဖြစ်တာသာလိကတောင်ချောင်းမှာဘုရားနဲ့အတူမနေခြင်းဘူးတဲ့ဒီသေးတော်ထဲမှာတယောက်ချင်းလမ်းနေခြင်းတယ်အဲ့လိုစိတ်တည်ဖြစ်နေတဲ့သေတော်ကြီးကိုသူသိပြီးတော့တန်ရုံးစင်ဖြစ်နေတာသေတော်ကြီးကိုမျက်စိတွေကလည်းထိုးလို့မရဘူးဒီတော်ထဲနေရရင်ကောင်းပါပဲငါမကြခင်တရားရမယ်ထင်တယ်သာလိကတောင်ပေါ်မှာနေရတာဘုရားနာလောက်ရကင်းရဝေယဝိဆတွေကများဟိုးသေတော်တွေတယောက်ထဲသွားရင်ကောင်းတယ်စိတ်တည်ကြီးသူကဒီလိုကိုနေမေဂိယ
အဲ့ဒီစိတ်ကူးကတနေ့တော့သူတရုပ်ဖော်လိုက်တယ်မြတ်စွာဘုရားလျှောက်တယ်သာလိကတောင်ကျောင်းဝဘုရားရှင်ကိုယ်တော်မြတ်ကိုလုံကျွေးပြုစုနေတဲ့မိဂိယကဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအနုဇာနာလူပန္နိဘဂဝါအဘဝနာဣဇောကဟိတောကမ္မဌာနာနုယုံစိတောဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားသေလောကဝေရောက်ပြီးတော့မှကမ္မထံအာထုတ်တော်ခွင့်ပြုတော်မူပါဗျာသေတော်သောအတုခြင်းနဲ့ခွင့်ပြုတော်မူပါအဲဒီလိုလျောက်တော်မြတ်စွာဘုရားကိုရောမြတ်ကအကာလမေဂိယရှင်သာမေဂိယအချိန်မရောက်သေးဘူးတဲ့ရိဒာယေဘာမဖြစ်သေးဘူးလေအချိန်မရောက်သေးပါဘူးမေဂိယကိုရောရဲ့ညာနာပရိပါကကာလမရောက်သေးဘူးပေါ့ဉာဏ်ရင့်ကျက်တဲ့အချိန်လိုနေသေးတယ်နောက်တစ်မျိုးပြောရင်ဣန္ဒရိယပရိပါကကာလဣန္ဒရိယပရိပါကကာလအာဂမေဟိပြောဖို့တော့ကောင်းတယ်ဖွင့်မပြောလိုက်ဘူးဣန္ဒရိရင့်ကျက်တဲ့အချိန်ထိစောင့်အောင်ဣန္ဒရိဆိုတာသရဝရိယတတိသမารိပညာဒီ၅ပါးကိုဣန္ဒရိ၅ပါးခေါ်အဲဒါကြောင့်အာဂမေဟိမေဂိယမေဂိယจิตမေဂိယအာဂမေဟိကာလံအာဂမေဟိအချိန်ကိုစောင့်လိုက်အောင်အကာလမေဂိယကုသောဖို့အချိန်မရောက်သေးဘူးနောက်တရားပြရှင်အဘာချပြောတော်ဆိုအညောကောစီဘိက္ခုတခြားတပါးသောယဟန်တပါးပါသည်တခြားသောယဟန်တပါးပါဟာအာဂမိတ္တိလာပြီလိမ့်မယ်တခြားသောယဟန်တော်တပါးလာလိမ့်မယ်တဲ့အဲ့ဒီတခြားယဟန်တပါးလာသည့်တိုင်အောင်ချက်သားစောင့်လိုက်ဟုတ်အဲ့ဒါကဘာပြောလဲဆိုတော့မေဂိယမင်းထွက်သွားလို့ရှိရင်ငါဘုရားဟာသာလိကတောင်မှာဧကကောဝဝိဟရိတမိတပါးတဲ့နေရလိမ့်မယ်ငါဘုရားမှာအလုတ်အကျွေးမရှိဘူးကွအဲ့ဒါကြောင့်အလုတ်အကျွေးတပါးပါရောက်လာတဲ့အချိန်အထိမင်းဆောင်ဆန်းပါအောင်အဲ့ဒါကတော့ပြောင်းတဲ့ကိုဖွင့်ပြောတာဘုရားကပြောတာကတော့မင်းဣန္ဒြေမရင်ကျက်သေးလို့အချိန်ဆောင်အောင်နောက်တစ်ချက်ကတော့ငါဘုရားမှာလှုပ်ကြွေးတပါးပါမရှိဘူးနောက်တပါးပါသောလှုပ်ကြွေးရောက်လာသည့်တိုင်အောင်စောင့်လိုက်အောင်မင်းသွားရင်ငါဘုရားတပါးနဲ့နေရလိမ့်မယ်အဲ့ဒီလောက်မြတ်စွာဘုရားပြောနေတာကိုဒီကိုယ်တော်ကနားမတောင်သွားပါရစီဘုရားကြီးထပ်လျှောက်တယ်အဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရှေ့ပိုင်း120အတွင်းအလုတ်ကျွေးမမြဲဘူးဆိုတာကပြိဿကြီးဒါသဘောပေါက်เสียရမယ်နော်မှန်ပါဗျာသူအာကိုပြီးတော့သူအမိပြုပြီးတော့လူချင်းပြုစုခံဖို့တပါးတဲ့နေလို့မတော်လို့တော်ကြီးတောင်ကြီးတဲ့အဲ့ဒါခေါ်လာတာမဟုတ်ဘူးသူကဘုရားထားခဲ့ပြီးတော့သူသွားချင်အဲ့တော့ဘုရားကတဲ့ဖွင့်ပြောတယ်ယဟန်တပါးလာအောင်စောင့်အောင်ဆိုလို့ရှိရင်သူရတခြားယဟန်တပါးဘုရားလူချင်းကိုသူခေါ်ပြီးဖို့ကောင်းတယ်အာတပါးပါတပည့်တော်ခေါ်လိုက်မယ်ဗျာတပည့်တော်ဧကစားကျင်းသောရင်လို့ခွင့်လို့ပါတပါးပါခေါ်ဘုရားနာလှုပ်ကြွေးထားပြီးတော့သူကြွသွားပေါ့အဲ့လိုလည်းမဟုတ်ဘူးသူကဘုရားကိုတလဲလဲတောင်းဒီတော့ရမြတ်စွာဘုရားကိုယ်တော်မြတ်ဟောတော်မူတဲ့တခြားသုတ်တန်တစ်ခုရှိတယ်မိတ်ဆွေများနဲ့ပတ်သက်တဲ့အကြောင်းကိုဟောတော်မူတဲ့နေရာမှာစာရစေနတိကိစေယစရစေနတိကိစေယစရံကလျာဏမိတ်တံကလျာဏမိတ်ဆိုတဲ့မိမိနဲ့ပေါင်းပေါ်ရှင်ဘိတ်တယောက်ကိုဂဝေတေတော်ရှာဖွေတဲ့အခါမှာကလျာဏမိတ်တံကလျာဏမိတ်ကိုအဓိကိစေယကေရင်းရမယ်ဆိုရင်သာဓုကောင်း၏မိတ်ဆွေတယောက်ကိုရှာတဲ့အခါမှာသေယံမုံမြတ်တဲ့သေယံမိမိတည်းမြတ်သောကလျာဏမိတ်တံကလျာဏမိတ်ကိုစေတိကိစ္စအကြိမ်မြဲရမယ်ဆိုရင်သာဓုကောင်းပါပဲ၏သေယံတတိသမတနောအတ္တနောမိမိနှင့်တတိသာတူတဲ့ပုဂ္ဂိုလ်ကိုစေတိကိစ္စအကြိမ်မြဲရမယ်ဆိုရင်လည်းပဲသာဓုကောင်းပါပဲ၏ဘယ်နှယောက်ကောင်းလဲမိတ်ဆွေရှာကြတယ်သေယကိုတဲ့မြတ်တဲ့ပုဂ္ဂိုလ်ရရင်ကောင်းတတိကကိုနဲ့ဓာန်တူရရင်လည်းကောင်းတယ်ဘယ်နှယောက်ကောင်း2ယောက်ကောင်းပါဗျာသရံစေနတိကိစေယသေယံတတိသမတ္တနော
ကိုယ်နဲ့အကျင့်လည်းကောင်းတယ်အသိပညာလည်းရှိတယ်အဲ့ဒါသေရကိုယ်တဲ့တာတဲ့ပုဂ္ဂိုလ်ရရင်ပေါင်းပြီးတော့တဲ့ပြီးရတယ်မိရတယ်အကယ်၍ကိုယ်နဲ့အကျင့်လည်းတူတယ်အသိပညာလည်းတူတယ်ဓာန်တူရမယ်ဆိုလို့ရှိရင်လည်းပေါင်းပြီးတော့တဲ့သူလည်းကိုယ်မိကိုယ်လည်းသူ့မိအညမညနေတိတာပြန်အလန်းပြရကိုယ်တဲ့သာသူရရင်တော့ကိုယ်ကကြည့်မိရကိုယ်နဲ့ဓာန်တူရရင်တော့အပြန်အလန်းမိရတယ်အဲ့ဒီနှစ်ယောက်ဟာအကောင်းပဲဒါမိတ်ဆွေများရှာကြတဲ့အခါမှာလူတွေဟာတယောက်တည်းနေလို့မရကြတဲ့ဘဝအပေါင်းအသင်းနဲ့နေရသရစေနာရိကိစေယသေယံတတိသမတ္တနောသာရမိတ်ဆွေကိုကိုယ်ဝိတန်တော့ရှာတဲ့အခါမှာသေယံမွန်မြတ်တဲ့ပုဂ္ဂိုလ်ကိုစေတီကိစေယကိုရမယ်ဆိုရင်သာဓုကောင်း၏အတ္တနောတရိသံမိမိနဲ့တူတဲ့ပုဂ္ဂိုလ်ကိုစေတီကိစေယကိုရမြရမယ်ဆိုရင်လည်းပဲသာဓုကောင်းပါပဲ၏အကယ်၍တဲ့သေယပုဂ္ဂိုလ်လည်းပဲနာတိကိစေယမရဘူးတတိကပုဂ္ဂိုလ်ကိုလည်းနာတိကိစေယမရဘူးသေယကကိုယ့်တဲ့သားတဲ့မိတ်ဆွေတတိသဆိုတာကကိုယ်နဲ့ဓာန်တူတဲ့အဲဒီကကိုယ်တဲ့သာသူနဲ့ကိုယ်နဲ့ဓာန်တူမိတ်ဆွေများကိုနာတိကိစေယကံ၍များမရနိုင်ကြဘူးဆိုရင်တော့ဘာသာရမလဲဆိုရင်ဘာလံဘာလပုဂ္ဂိုလ်မျိုးကိုစေတိကိစေယကံ၍များရနေတယ်ဆိုရင်ကိုယ်တဲ့သာသူတတိသေးရလည်းမရကိုယ်နဲ့ဓာန်တူတတိသာလည်းမရကိုယ်အောင်ရုပ်တဲ့ဘာလပုဂ္ဂိုလ်ကိုဟိနပုဂ္ဂိုလ်ကိုရနေရင်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့မြတ်စွာဘုရားကချောချောပေါ့ပေါ့ပြောတာ။ဘာပြောလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကိုအနုဂဟေယာထချီးမြှောက်လိုက်ကြတဲ့။ဟိနံယုံရတဲ့ဘာလပုဂ္ဂိုလ်မျိုးတွေကိုစေတီကိစ္စရတည်မြတ်ရနေအောင်မယ်ဆိုရင်ဘာလုပ်မလဲ။အနုဂဟေယာထသူတို့ကိုမြင့်တက်လာအောင်ချီးမြှောက်ကြပါအောင်တော်။ကိုယ်အောင်အချင်းလည်းရုပ်တယ်အသိပညာလည်းရုပ်နိုင်တယ်ဆိုရင်အဲ့လိုနှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေရနေရင်ကြိုးစားပြီးတော့မြောက်ပေးပါမြင့်ပေးပါမြင့်တင်ပေးပါတဲ့တခါလဲပေမပြစ်လိုက်နေတဲ့အလောကဟိယတချီးမြှောက်တော်မူကြပါအောင်ဆိုအဲ့လိုချီးမြှောက်လို့သူတို့အကျင့်ရောအသိပညာရောတခါလဲတွတ်တက်လာတယ်ဆိုလို့ရှိရင်တော့သာဓုကောင်းပါလေတဲ့သေဝေယတာသူ့လည်းပဲပေါင်းနိုင်ပါပြီတဲ့ပေါင်းအောင်တယ်အကယ်၍များလောက်တဲ့တော်ချီးမြှောက်ဖို့ရအတ္တကုနိယတမတတ်နိုင်ကြဘူးဆိုရင်ဘာလဲချီးမြှောက်လို့မရဘူးသူကချီးမြှောက်လို့မရဘူးအကျင့်ကိုမြင်လာအောင်မြောက်လဲသူအကျင့်ကမကောင်းတော့အသိပညာတိုးတက်အောင်ပြောလဲဘယ်လုံးမှတိုးတက်မလားအဲ့လိုအကျင့်လည်းတက်မလားအသိလည်းတက်မလားချင်းမြောက်ပင်ချင်းမြောက်များတော့လည်းပဲပို၍နှိမ့်ကြသွားမယ်ပိုနှိမ့်ကြတော့မှတော့အဲ့ဒီနေ့မြဲတဲ့နေရာမှာပဲရှိနေမယ်ဆိုရင်တော့အာရကအဝေကပရိဝေစီယတာရှောင်ရကုန်တော့အဲ့ဒီကြမှာရှောင်လိုက်ကြတယ်နတ္တိဘာလိသဟာယတံဘာကြောင့်သူ့ကိုရှောင်ရမလဲဆိုတော့နတ္တိဘာလိသဟာယတာဘာလီဘာလဆိုတဲ့ပုဂ္ဂိုလ်မျိုးမှာသဟာယတာသဟာယစိတ်ဓာတ်ဆိုတာနတ္ထိမရှိဘူးတဲ့ဘာလပုဂ္ဂိုလ်မျိုးမှာသဟာယစိတ်ဆိုတာမရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးရှောင်တော့ချီးမြှောက်လို့မှမရပဲသဟာယစိတ်ဆိုတဲ့ဥစ္စာဟာသဟာအယတိဒုက္ခဒုက္ခိတုပဝတ္တိတိသဟာယောဒုက္ခဒုက္ခေသူဆင်းရဲချမ်းသာဒီလိုမျိုးတို့မှာသဟအတူတကောအယတိဘဝတတိတိဖြစ်နေကြတဲ့အတွက်ကြောင့်သဟယောသာယခေါ်တယ်။ဆင်းရဲလည်းအတူတူပဲဆင်းရဲကြတယ်။ချမ်းသာရင်လည်းအတူတူပဲချမ်းသာကြတယ်။ဆင်းရဲတို့ကလည်းအတူတူပါပဲချမ်းသာလည်းအတူတူပါပဲဆင်းရဲချမ်းသာမခွဲပါပဲအတူတူဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကိုသဟယချမ်းသာတော့အတူတူပါပဲတဲ့ဆင်းရဲတော့ရှောင်သွားကြတယ်ဆိုရင်မဟာယမဟုတ်ဘူးတဲ့မဟာယဆိုတာအတူတကွဖြစ်တယ်လို့အဓိပ္ပာယ်ရဘယ်မှာအတူတကွဖြစ်လဲဆင်းရဲတော့ကလည်းပဲအတူတူပါပဲချမ်းသာတဲ့အခါမှာလည်းအတူတူပါပဲ
အော်စေရတော့ကအတူတူချမ်းသာတဲ့အခါကျတော့ချမ်းသာတဲ့လူကရှောင်သွားဆင်းရဲတဲ့လူထားပြခဲ့ဒါသာယစိတ်မဟုတ်ဘူးတဲ့သာယအဓိပ္ပာယ်ဒီလောက်မှတ်တာမှန်ပါအဲ့ဒါကြောင့်ဒီပါဠိသာယတာပါဠိပါဠခေါ်ဆိုသူပုဂ္ဂိုလ်တွေမှာသာယတာသာယစိတ်တတ်သည်ဝတ္တဟေခြင်းတငယ်ခြင်းဆိုတဲ့အဖြစ်မျိုးဟာနာတိဘယ်လိုနည်းနဲ့မှမရှိနိုင်ပေဘုဒ္ဓသမတုကဟိနံယုံငယ်၍နေတဲ့အလောကဟေတောင်အတ္တကုဏီယံချီးမြှောက်ဖို့ရန်ဘယ်လိုမှမဖြစ်နိုင်တဲ့ဘာလဆိုတဲ့ပုဂ္ဂိုလ်မျိုးကိုအာရကအဝိကပရိဝေစီယာထကောင်းစွာမသွေရှောင်ပညာကုန်ရာတတိအာဒီပါဗျာရသော်ရရှိကိုရောမြတ်နဲ့ဒီတောအုပ်ထဲမှာတဲ့ပူလည်းပဲအတူတူပဲအေးလည်းပဲအတူတူပဲမက်ကြိုက်ချင်းကြိုက်လည်းအတူတူပဲဆုံးခံသွားလည်းအတူတူပဲအဲ့လိုအတူတူကနေရာကနေပြီးတော့ဘုရားကိုတောင်းပေါ်မှာတပန်းနဲ့ထားပြခဲ့ပြီးတော့သူကသေရတော့ရွာနဲ့နီးတဲ့နေရာသွားနေခြင်းတာအဲ့တော့ဘုရားမြတ်စွာကတိဣန္ဒြိယပရိပါကမရောက်သေးလို့စောက်အောင်နှစ်ကဘုရားရှင်မှာပြုစုအလုပ်ကြီးနောက်တစ်ယောက်ယဟန်တပါလာတဲ့အထိစောက်အောင်သုံးကသင်လည်းတယောက်တည်းမနေသေးဘူးတဲ့ကလျာဏမိတ်တံအာဂမေဟိကလျာဏမိတ်တယောက်ရောက်ရအောင်သင်လည်းပဲစောင့်အောင်လို့ပြောပါတယ်အဲ့ဒါမဆောင်ဘူးဗျာမဆောင်နိုင်တော့ဘူးတပည့်တော်သိသွားရှင်နေတယ်သွားပါရစီတော့မင်္ဂလာသုတ်တော်မှာလေခန္တီစဟလာပြီးတော့သောဝဆတတာနော်ပြောလို့ဆိုလို့လွယ်မှလူဆိုတာမင်္ဂလာရှိတာကိုတော့ပြောလို့ကိုမလွယ်ပဲဖြစ်နေတယ်တိုင်းသားမရလဲသွားဖို့ဆိုလွတ်လိုက်တော့မိဂိယသူ့သပိတ်သူတမ်းပြီးတော့တောကြောင်တောင်ကြောင်ကနေဆင်းပြီးတော့တေတော်ကြီးတဲ့ဝင်သွားတယ်တေဝိကြီးတဲ့ရောက်ပြီးတော့သစ်ပေရင်နရသင်္ကန်းလေးအတာခင်သပိတ်ကလေးချဟောပါလင်္ကာအဘုဇိတော်ဥဇောကာယမဏိတာရဘတုံလင်ခွေတန်ကျောဆန္ဒတသေပြင်ပြီးတော့မျက်စိမိတ်နာသီပြသတိကပ်ပြီးတော့မှတ်ကြည့်လိုက်တော့ဟိုထွက်တယ်ဝင်တယ်ဆိုတာနှာခေါင်းထဲကလေမဟုတ်တော့သေတော်ကြီးတစ်ခုလုံးဟာမာယောစင်ုံတူပြောင်ပြောင်းနဲ့ရွှေနန်းတော်ကြီးပြည့်ပြီးတော့မိဖုရားပေါင်း2500လောက်ဝင်ကြီးထွက်ကြီးပြည့်တယ်သူကအဲ့ဒါမိဖုရားတွေ16000လောက်ပေါ့လေဝင်ကြီးထွက်ကြီးပြည့်နေတော့အာယဟန်တော်တပါအုတ်ခေါင်းပြောင်းအောင်ရှိထားပြီမဲ့တခါနဲ့ဘောင်းဒီနှတောင်းဒီဆလွယ်ဒီမခိုက်ဒီပါတွေရှင်မြန်းပြီးတော့တာရဲ့ကင်ပြီးဟိုသူထိုင်းနေတဲ့နထသင်္ကန်းကတိကသနပလင်ဖြစ်ပြီးတော့မိဖုရား16000လောက်ခြံရံနဲ့ရှင်မရင်ဖြစ်သွားတာသေတော်ကြီးကတခါလေရွှေနန်းတော်ကြီးထိုင်းနေတဲ့နထသင်္ကန်းကရွှေပလင်ဘေးနာချထားတဲ့သပိတ်ကတခါလေကိုရှင်မရင်စားတဲ့ရွှေခွက်ကြီးအကောင်အဲ့ဒီလိုစိတ်ထဲမှာစိတ်ကူးတွေပေါင်းပြီးတော့ပျော်လိုက်တဲ့ဖြစ်ခြင်းရှင်မြန်ပြီးတော့ကာမဂုဏ်ခံစားဒုက္ခကာမဂုဏ်ခံစားပျော်လို့မဆုံးသေးခင်မှာပဲသူ့တိုင်းပြည်အိမ်ကြီးတိုင်းပြည်ကကျူးကျော်စော်ကားလို့တိုက်ခိုက်လာငါတိုင်းပြည်ဘယ်ကလာစော်ကားတယ်လဲစစ်ပြင်ပြီးတော့ခြိတက်တိုက်ဟေးတိုက်ပွဲအကြီးကျယ်ချကိလေသာနဲ့တိုက်တာမဟုတ်စိတ်ကူးထဲမှာစစ်တိုက်တိုက်ပွဲမှာသူကပဲနိုင်နေတဲ့ရန်သူရှင်မြင်ကိုဖမ်းလာဒီလောက်တော့စော်ကားတဲ့ရှင်မြင်မထားနဲ့တိုက်ဟဲ့ဆိုလည်းပင်တန်လျက်တင်ပြီးတော့တိုက်မျက်လုံးဖွင့်ကြည့်လိုက်တော့မဟာအနာကသပိတ်ကလည်းမဲသပိတ်ရှုခွဲမဟုတ်ထိုင်းနေတဲ့နထသင်္ကန်းကလည်းစောစောကတော့ဒီဟာသနပလင်ထင်ပြီးတာမဟုတ်ဘူးတဲ့သေတော်ကြီးတစ်ခုလုံးကလည်းကကြီးတွေငှက်တွေတသောသောနဲ့ရှင်နန်းတော်ကြီးမဟုတ်တော့တရားဝိတေကဥပ္ပိသံတိမေဂိယတမေဂိယယေတံဓမ္မတရားဝိတေကကာမဝိတေပြဘာဒဝိတေဝိဟိတဝိတေလို့ဆိုရတဲ့ဝိတေတရားသုံးပါးတို့ဟာဩဘေဇံတိဖြစ်ပေါ်၍လာရလေကုန်ပြီကာမဂုဏ်ခံစားတာကိုစိတ်ကူးတဲ့ဝိတေရန်သူမင်းနဲ့စိတ်ပြရတဲ့ပြဘာဒဝိတေရန်သူမင်းအနယသရပြရတဲ့ဝိဟိတဝိတေမိစ္ဆာဝိတေသုံးပါးနှိမ့်ဆက်လို့တဲ့ပြိတ္တာကြီးနေရောညရောအပြင်းထန်အာထုတ်ပေမဲ့စိတ်ကိုယ်တောင်မှသူနာသီးပြားပေါ်မှာမစုစည်းနိုင်ခဲ့ဘူးအဲ့ဒါ9ရက်အချိန်ကုန်သွားတော့စားလို့လည်းမဝဲအိတ်လို့လည်းမပြော
ရသော်ဗျာဒီတောကြီးတဲ့ပြတ်ဆွမ်းခံကြတာလဲသူထမကြည့်ဘူးသူ့အရှင်မရင်စိတ်နဲ့သူ့ဟာသူပြောနေဟာလည်းရဲ့ရှိတဲ့အခါကျတော့မကိုင်းမဖြစ်ချင်ဘူးဘာမှမဖြစ်ဘူးဆိုပြီးတော့သပိတ်သင်္ကန်းကန်ဆွဲပြီးတော့ဘုရားရှိရာရှာလိကတောင်ပြန်သွားဘုရားလည်းတပါးလည်းပဲရှာလိကတောင်ရောက်ဘုရားရှင်ကိုရောမြတ်တွေ့ဆုံလဲအုပ်ချီမို့ရှိခိုးလို့တိုင်တော့မြတ်စွာဘုရားကအိုးခြေသားမိကြီးကကိစ္စကမဏိယမေကြီးကဒီကောင်းရဲ့လားကိစ္စယာပနိယမြတ်မြတ်တတ်တာရှိရဲ့လားမေနကိနာဘိနာဂိတမထဟောဆွမ်းကောင်းကောင်းမြတ်ရဲ့လားဘယ်လိုတော့တရားအထုတ်လို့သမာဓိများဖြစ်လားဘုရားသိပြီးသားပါစကားရခြင်းလို့တမင်မေးတာအဲဒီတော့မေကြီးအမေရိကသူ့ရဲ့ဖြေချောင်းရည်ထဲမှာကုံစင်းဘုရားရှင်ကိုရောမြတ်ကိုအကုန်လုံးတန်တာဥတင်လျောက်တဲ့အခါဘုရားချမ်းသာတဲ့ဘုရားရှင်ကိုရောမြတ်ကရှိဥစွာကလေးကိုကငါပြောထားတယ်မဟုတ်ပါလားပတိကိစီဝမယအခါတံရှိတုံးကပလင်္ကာသင်ကိုပြောခဲ့ပြီးပြီကာလယာနမိတ်ကိုသင်ရတဲ့အထိစောင့်အောင်အိန္ဒြေရင်းကျက်တဲ့အထိသင်ဆောင်အောင်လို့ငါဗျာပြောခဲ့တာသင်မှာကာလယာနမိတ်လည်းမရအိန္ဒြေလည်းမရင်ကျက်တော့ဘာဖြစ်လဲမိစ္ဆာဝိတ္တနောက်ချက်ပေးတယ်အဲ့ဒါရောက်ဒီမိစ္ဆာဝိတ္တပေါ်တော့ဘုရားခြေသားမေကြီးကဒလောက်တောင်ဒီသေးတော့ဒီတန်ရောစင်တွေဖြစ်ရတာဟာသိရဲ့နေရဟောင်းနေဟာဘယ်လိုနေရဟောင်းရပါလဲမြတ်စွာဘုရားဆိုတော့လွန်လေပြီးတဲ့ဘဝပေါင်း900တို့တိုင်နေတစ်ဆက်တဲ့သင်ဟာအဲ့ဒီနေရာမှာနန်းတော်ကြီးတွေပေါက်ပြီးတော့ရှင်မင်းလုတ်ခဲ့ဘူးတဲ့အဲ့ဒါကြောင့်ဒီနေရာရောက်တဲ့သင်မခွဲနိုင်မခွာရဲ့ဖြစ်ရတာဘဝဟောင်းကတန်ရောစေဘဝနိကတိဆိုတာတော့ကြောင့်ဘုကောင်းတာအဲ့ဒါတိရစ္ဆာန်လည်းတိရစ္ဆာန်ဘဝမှာကြည်ကြည်နက်နက်ပျော်တယ်ငရဲလည်းငရဲဥထဲမှာကြည်ကြည်နက်နက်ပဲသူလည်းပျော်တာဗိဒ္ဓါတွေလည်းပဲဗိဒ္ဓဘုံမှာသူတို့လည်းကြည်ကြည်နက်နက်ပဲပျော်ကြတယ်အစာမရလို့အစာတောင်းတာတော့ရှိမယ်ဒါပေမဲ့ဟဲ့ဗိဒ္ဓါကြီးမင်းအဲ့ဒါသိလိုက်ရင်မကောင်းဘူးလားဆိုမလေးမသိပါရစေနဲ့သူလည်းပဲဒုက္ခနာလေးသူမဲ့ပြီးနေတာမစင်လွဲတွေကလောက်ကလေးတွေလည်းမေးကြည့်ပါလားပြောတတ်ရင်ပြောမှာပေါ့ဟဲ့ကောင်းဒီမင်းတို့ကိုယ်သသိဖို့ကောင်းတယ်မလုပ်ပါနဲ့ဒီထက်ပြောနေတာသူတို့လည်းပဲမသိနိုင်အဲ့ဒီတဏှာလောဘရဲ့အစွမ်းကြောင့်ဘုသူတဲ့တော်မှာမမေ့တာလေနေခြင်းစိတ်တွေပေါက်ရရင်ကဘောဟောင်းပြေချောင်းကိုယ်စင်ပြန်ပြောပြတယ်ဒီရမမီယจิตမိကိယအာနာပါနသတိဘာဝိတဘဝုတေကုပိစေကာယသေတ္တနိစ္စရဝိတ္တေကိုငြိမ့်ဖို့ရန်ဆိုရင်အာနာပါနသတိအာနာပါနသတိပဒံကိုဘာဝေတဘာပွားရမယ်ဝိတ္တချုံကြီးကိုအောင်အာနာပါနနဲ့စအတုပံဘာဝေတဘာယာကသဘာနာယာကကိုဖယ်ဖို့ရန်ဆိုရင်အတုပံကိုစတင်၍စီပြန်ဒေါသတဘာနာယာမေတ္တာဘာဝေတဘာဒေါသကိုဖယ်ဖို့ရန်ဆိုရင်မေတ္တာကိုစတင်၍ပွားယာကဒေါသမောဟဒီသုံးခုအနာနဲ့စီလိသူ့အနေနဲ့သူစနစ်တကျပေါ်ဆက်ထားတယ်အဲ့ဒါပေါ်ဆက်ထားတဲ့ဈေးကိုစနစ်တကျမစားတော့ယောဂမပြောက်ပဲဖြစ်ကြတာယာကများဖြစ်လာရင်အတုပါနဲ့နှိမ်နှင်းကြဝိတ္တများဖြစ်လာရင်အာနာပါနနဲ့နှိမ်နှင်းကြဒေါသများဖြစ်လာရင်တော့မေတ္တာနဲ့နှိပ်ကွကြလို့သူနည်းလေးတွေသူစနစ်တကျအဲ့ဒီလိုနည်းကောင်းကိုညွန်ပေးမဲ့ပုဂ္ဂိုလ်မရှိကြတဲ့အတွက်ကြောင့်ဒီလိုနှိမ့်ဆက်ခံရအဲ့တော့ဒီကောင်းတွေကိုညွန်ပေးတဲ့ပုဂ္ဂိုလ်ကိုခေါ်တာကဒါကလျာဏမိတ်ပြိဿရေဗာမိတ်ကလျာဏမိတ်ပါဗျာအဲ့ဒီလိုကလျာဏမိတ်မွန်မြတ်သည့်ကလျာဏမိတ်ရရင်မိထတန်တုကလျာဏမိတ်ရရင်လည်းပဲပေါင်းထနေနဲ့မိတ်များရလို့ရှိရင်တော့အဲ့ဒါချင်းမြောက်မရတဲ့အခါကျတော့မှရှောင်လိုက်သူတို့မှဗါရဲလေသဟာယစိတ်ဓာတ်မရှိကြဘူးတဲ့မြတ်စွာဘုရားမိန့်ကြားတဲ့ဟလားမိတ်ဆွေမျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာမိကကိုမြတ်စွာဘုရားအဲ့ဒါကိုအသိစိတ်ပြောပြပြီးတဲ့အခါကျတော့မှခြေသားမိကြီးကသိစိတ်ဟာတဲ့ကာမဂုဏ်ထဲမှာအလွန်ပျော်တဲ့စိတ်ရှင်ဘုရင်ဘဝ900ပြည့်ရတာ
ကိုပြန်လည်၍သတိရပြီးတော့ဒီနေရာကာမဝိတ္တပေါ်ကာမဂုဏ်မှာပြောတဲ့စိတ်အဲ့ဒါကာမဂုဏ်မှာပြောတဲ့စိတ်ကိုကမ္မထမ်းနဲ့ထည့်လိုက်တော့ဟိုရေလေးကငါကုန်းပေါ်ဆင်လိုက်တယ်လို့ဖြစ်သွားတယ်။ကုန်းပေါ်လေးရောက်ရောက်တပြက်ပြက်လူပြီးတော့နေတဲ့ငါလူပဲဟောကာမဂုဏ်တွေကတွဲပြီးတော့သမထတဲ့ဝိပဿနာတဲ့ဝင်တဲ့အခါဒီစိတ်လည်းတပြက်ပြက်လူနေတယ်။အဲ့ဒါယဝါရိသောဝထလေခိတောဩကာမောကတမုပ္ပတောပရိဖဏတိတံစိတ်တံမာရတေယံဘဟာတဝေမေဂိယจิตမေဂိယတောရှသိယစိတ်တံစိတ်တိပရိဖဏတိတုံလုံးချောက်ချနေတယ်။ဘာဖြစ်လို့တုံလုံးတုံဆိုတော့ကာမဂုဏ်နဲ့ဝေးဝေးနေရလို့ဣဒာရဲ့ဒီစိတ်ပါကြောင့်တုံလုံးတယ်လေကာမဂုဏ်နဲ့ဝေးရလို့ကာမဂုဏ်ထဲမှာဆိုရင်ရေတွေကငါလိုဖြစ်လာတယ်။ဩကမောကတမုပ္ပတောယိနေယကဆေထုတ်ပြီးတော့မှထလေခေတောကုန်းပေါ်မှာပြရှာခံရတဲ့ဝါရိသောငါသည်ပရိပဏတိဝိယတုံလုံးနေသလိုပဲကာမဂုဏဩကတောကာမဂုဏ်ဒီသောရေတွေကနေပြီးတော့ဥပ္ပတံထုတ်စေ၍တအပ်တဲ့တောင်းရှံတဲ့ရစိတ်တံဒီစိတ်လည်းပဲပရိပဏတိတုံလုံးနေတယ်ကာမဂုဏ်ရှိအိမ်ကဆွဲထုတ်ခံရတဲ့ဒီစိတ်လည်းတောင်းလို့တဲ့မာရတေယံမဟာတဝိမမင်းရဲ့နိုင်ငံကိုလွန်မြောက်ဖို့ရာနာတေကဘယ်လိုနည်းနဲ့မှမတတ်နိုင်ဘုဒ္ဓသမတော်တန်တာရိတံတော်သဘောရှိနေတဲ့စိတ်တန်စိတ်ကိုမေရဝိညာဉ်ရှိတဲ့ပုဂ္ဂိုလ်တွေကဥဆုံးဖြောင့်မလာအောင်ဥဆုံးဖြောင့်တန်းလာအောင်ဓမေဓမေယတာကောင်းစွာမသွေဆုံးမတော်မူကြကုန်ရာတည်းသာဓုသာဓုသာဓုပါဗျာမေဂိယစေတမေဂိယတုံရှံသိယစိတ်တံစိတ်တိဗန္နနံတုံလှုပ်တဲ့သဘောရှိတယ်။သာပလံလျက်ပေါ်လောလီတဲ့သဘောရှိတယ်။ဒုရကံဆောင်ထိန်ဖို့ရလွန်ခက်တယ်။ဒုနိဝရယံတာစီဖို့ရအလွန်ခက်တယ်။အလွန်ခက်တဲ့စိတ်တံစိတ်ကိုဥဆုံးကရိယာထကြောင်းအောင်ပြင်တော့ဥဆုံးကရောတိမေရဝိဥတုကရောဝတိဇနံဥတုကရောမြတ်တတ်တဲ့ပုဂ္ဂိုလ်ဟာဒေဇနံထက်လာစွာပြီးစိတ်မရှိတဲ့မြတ်ကိုဥဆုံးဖြောင်းလာအောင်ကရောတိယတာပြုသလိုပဲမေဂိယခြေလာမေဂိယတောယတေစိတ်တံပြီးစိတ်ကိုလည်းပဲသီလသမတလေသီလဆိုတဲ့သမန္တလင်းပေါ်မှာတပိတဝတင်ထားပြီးတော့မှတတ္တတိလိနာမက္ခိတဝါဒရာစီနဲ့နာနာလိမ့်ဒီတော့မှသမထဝိပဿနာယသမထဝိပဿနာဖြင့်အပေါ်ကနာနာဖိထားပြီးတော့မှဝရိယတပံဓတ္တဝဝရိယအပူနာနာမြှိုက်ပြီးတော့ဥဇောဖြောင်းမလာအောင်ကရောထပြုလုပ်တော်မူကြကုန်ရာဣတောတတံလူတတ်တို့ဆရာဘုရားရှင်သည်ဝါစာကရုဏာရှိတမေတ္တာအပြင်ဟောကြားတော်မူလိုက်ပါ၏ဒေသနာဝတ္တနဲ့ဒေသနာဒီကုံဆုံးတဲ့အခါမှာမိယောမိယသောယဟန်တော်သည်သောတာပတ္တိပလေသောတာပတ္တိမဉ္ဇဉ်ဘုညာ၌ပဋိတဟိကောင်းစွာမသွဲတည်ခဲ့ပါပေသတည်းသာဓုသာဓုသာဓုပါဗျာသူရဲ့အတွေ့အကြုံကလည်းပဲသူ့ကိုဆုံးမလိုက်တယ်မြတ်စွာဘုရားကိုယ်တော်မြတ်ထံပြန်ရောက်လာတဲ့အချိန်နဲ့တဲ့သူ့ရဲ့ညာနာပရိပါကကာလနဲ့ကတထက်တည်းဖြစ်သွားတယ်ဘုရားကြီးဟူသောကလျာဏမိတ်ကိုလည်းပဲမိခိုလိုက်ရတယ်အဲဒီလိုအကြောင်းတွေဆုံးသွားယုံမကဓမ္မသဝနဆိုတဲ့ပရိသတ်၏ပရတောဂောသပစ္စည်းသူတစ်ပါးတို့ရဲ့အထောက်အပံ့အကူအညီကိုလည်းကောင်းစွာရလိုက်မိမိရဲ့စိတ်ကိုလည်းပဲမိမိကောင်းစွာစောင့်တည်နိုင်ခဲ့ပြီဆိုပြီးတော့14ပါးဆုံးနေတဲ့ထိုအချိန်မှာမေဂိယရဲ့တန်တမသောတာပတိမိတ်နံဘုညာဝင်ပြီးတော့တန်တရာခရီးခဲ့မမေးရဲ့နိုင်ငံကိုလွန်မြောက်ဖို့မတတ်နိုင်တဲ့စိတ်တွေမမေးရဲ့နိုင်ငံ30ဘုံသို့မဟုတ်ရင်ဘု3ပါး30ဘုံလို့ဆိုရင်ပို့ပြီးတော့နားလည်လွယ်တယ်ပေါ့ဗျာအပယ်4ဘုံတည်းဟူသောမမေးရဲ့နိုင်ငံကိုတော့ကျော်လွှားသွားပြီတဲ့
ဒီဒေသနာနိကောမှာမေဂိယသောတာပန်ဖြစ်မေဂိယဝတ္ထုစိတ်ပြုပြင်ဤတရားပရိသတ်ရဲ့ဤမှာပဲပြီးပါပြီအလိုတော်သူတော်ကောင်းများမိမိတို့ရဲ့စိတ်ရဲ့အခောက်အကားလို့ဆိုရတဲ့လူဘဝလူလောကကြီးကိုလည်းခွာသီလဆိုတဲ့သမန္တလင်းဘောမှာဒီစိတ်ကိုနာနာတင်းအရေးပြကသမထဝိပဿနာနဲ့ပြီးအလဲကောင်တရားစီနာနာစွတ်ပြီးတော့မှဝရိယအပူတိုင်းပြီးတော့ဖြောင်းအောင်ပြည့်နေကြပါစေလို့အလဲကိုတိုက်တွန်းပါတယ်ဣဒံမေပုံညာဘောဓိညာဏတ္တပိစယောဟောတုရှင်ဘုရားဘုရားတပည့်တော်တို့ဤကောင်းမှုသည်ဘောဓိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဘုကို30ဘုံကျင်လီကောင်းသောနတ်လူပြမဘဒ္ဒဝါပေါင်းတို့အားအညီအမြဝေငှပါကုန်၏ထိုထိုများစွာဘဒ္ဒဝါတို့သည်ဤကောင်းမှုဖို့ကိုအမြရ၍ဝန္တာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသော